ဒီဖုန်းကိုကျွန်တော် China နဲ့သုံးတော့ပါတော့ China အလုံးသုံးတော့အဲ့လောက်ကောင်းမှန်းမသိဘူးတကယ် global အလုံးပြောင်းသုံးကြည့်တော့မှာပဲဟာဒီဖုန်းကတော်တော်ကောင်းတာပါလားဆိုပြီးတော့ခံစားသွားရတဲ့ဖုန်းဆိုလို့ကျွန်တော်ဒီဖုန်းကိုပြရမှာလို့ပြောရလိမ့်မယ်ပေါ့နော်ကဲခုကြည့်နေတဲ့မှာ iPhone တွေချို့သော Android ဖုန်းတွေကိုဝယ်ဖို့အတွက်အစီအစဉ်ရှိတယ်ဆိုလို့ကတော့ comment မှာ mention ခေါ်ထားပေးတဲ့ i3K ဆိုတဲ့ဆိုင်လေးကိုအရောက်တာသွားကြဖို့တိုက်တွန်းလိုပါတယ်လိပ်စာလေးကလည်းဆန်းရောက်မှာပဲရှိတဲ့အတွက်ကြောင့်အလွယ်တကူသွားရလို့လည်းရပါသေးတယ်နောက်ပြီးအရေးကြီးတဲ့ဝယ်တဲ့သူတွေအတွက်လည်းအဆင်ပြေအောင်ဆိုင်ဘက်ကနေပြီးတော့လုပ်ပေးနေရလေးရှိတဲ့အတွက်ကြောင့်လက်မနေဘဲနဲ့အရောက်တာသွားကြဖို့တိုက်တွန်းလို့ဆိုပြစီဆိုင်ရဲ့ Facebook link နဲ့ TikTok link လေးရတယ် comment မှာ mention လေးခေါ်ထားပေးပါတယ် i3K or iZ เนาะ iZ မဟုတ်ဘူးအဲ့ဒီမှာဆိုလို့အတည်ပြုခြင်းဖြစ်ပါတယ်ဗီဒီယိုလေးဆက်ပြီးတော့ကြည့်လိုက်အောင်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ user review tech channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော် Redmi ရဲ့ Note 14 Pro Plus ကိုမှ global လုံးပေါ့နော်အဲ့ဒီဥစ္စာလေးကိုကျွန်တော်ဒီနေ့မှာ full review လုပ်ပေးသွားမှာလည်းဖြစ်တယ်ပြီးခဲ့တဲ့လပိုင်းတွေတုန်းကဆိုလို့ရှိရင်တော့ကျွန်တော် China လေးကိုလည်းတင်ပေးထားတာရှိရပေါ့နော်မကြည့်ရသေးဘူးဆိုကျွန်တော်ရဲ့ video list ထဲမှာတွားချပြီးတော့ကြည့်လို့ရတယ်ဒီတစ်ခေါက်ကတော့ကျွန်တော် global ပေါ့နော် global ဖြစ်သွားတဲ့အတွက်ကြောင့်အားသာချက်တွေအများကြီးဖြစ်သွားတယ်လို့ပြောလို့ရတယ်အဲ့ဥစ္စာလေးလည်းကျွန်တော်တခြားလေးပြန်ပြီးတော့ပြပေးမှာပေါ့နော်ဒီနေ့ကျွန်တော် review အနေကတော့ဘယ်သူမှ support လုပ်ထားတာမဟုတ်ဘူးကျွန်တော်ဒါဝယ်ပြီးတော့တေချာလေး result တစ်ခုသိကျင်တဲ့အတွက်ကြောင့်စမ်းသုံးထားတဲ့ဖုန်းလို့ပြောလို့ရှင်တော့ပို့ပြီးတော့မှန်လိမ့်မယ်ပေါ့နော်ဆိုတော့ဒီဖုန်းရဲ့ weight နဲ့ပဲစပြောရမယ်ဆိုဒီဖုန်းကနည်းနည်းလေးပင်စီးပိုင်လေးတော့ရှိတယ် weight ဆိုလို့ရှင်တော့ကျွန်တော်ခုနကစာတန်းထိုးပြထားသလိုပဲ200ကျော် gram ရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော် China နဲ့အတူတူပဲဘာမှတိတ်ဒီပိုင်းမှာတော့ပြောကြရမရှိဘူး design ပိုင်းကိုလည်းကျွန်တော်ကကြည်ရင်တော့သဘောကျတယ်ဒီကောင်ကmid range ဖုန်းလုံးနဲ့ခွဲထွက်ပြီးတော့ flagship ဖုန်းလုံးဆိုတော့ခံစားချက်မျိုးထီကိုရတယ်လို့ပြောလို့ရတယ်သူ့ရဲ့အဲ့ဒီအနောက်ဘက်ကကင်မရာသွားထားပေးတဲ့ design လေးကိုကျွန်တော်ပြောချင်တာပေါ့နော်ပြီးတော့သူ့ရဲ့အနောက်ဘက်က glass ဆိုလို့ရှိရင်တော့ China နဲ့ global နဲ့ကအပြောင်းလဲရှိတယ်ဘယ်ဘက်မှာအပြောင်းလဲရှိလဲဆိုတော့ကျွန်တော်တို့ China မှာတော့ဆိုလို့ရှိရင်တော့သူက glass back နဲ့ဖြစ်တာပေါ့နော် glass back ဖြစ်တဲ့အပြင်မှာသူကလုံးဝမှန်အပြောင်းသားကြီးဆိုတော့လက်ရည်လည်းဘလက်ဘောထင်တယ်ကန်ရတာလည်းတိတ်အဆင်မပြေဘူးပို့ပြီးတော့ကြာကွဲမယ်ဆိုတော့ခံစားချက်မျိုးခံစားရပါမယ်ဒီ global မှာဆိုရင်တော့သူက matte finish လေးဖြစ်သွားတယ်ပေါ့နော် glass ကိုမှသူက matte finish ဖြစ်သွားတဲ့အတွက်ကြောင့်လက်ရတော်တော်လေးမထင်ဘူး color ကလည်းတော်တော်လေးကို stable ဖြစ်ပြီးတော့အမြဲတမ်းကင်သုံးမယ်ဆိုရင်တော့မှ cover metal ပဲကင်မယ်ဆိုရင်တော့မှတော်တော်လေးကိုကင်လို့ကောင်းတယ်ဆိုရင်ဒါမျိုးထီကိုသူကရောက်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီ global လေးရဲ့ back glass ကိုပို့ပြီးတော့သဘောကျတယ်လို့ပြောလို့ရတယ်ဘေးပေါက်နေတော့သူက aluminum နဲ့လုပ်ထားပေးတယ်ပြီးတော့ဒီ back glass ဆိုလို့ဒီကောင်တချို့ဒီ version တွေမှာဆိုလို့ရှိရင်တော့တချို့အရောင်တွေမှာဆိုရင်သူကleather နဲ့လာရလဲရှိရပေါ့နော်ဆိုတော့အဲ့ဒါကိုတော့ကျွန်တော်အရင်ကြီးတော့သဘောမကျဘူးကျွန်တော်ပြောနေကြလို့ပဲ leather ကြတော့ကြာလို့ရှိရင်နွမ်းတယ်ဆိုတဲ့ခံစားချက်မျိုးခံစားရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ glass ကိုပဲပို့ပြီးတော့ prefer ဖြစ်တယ်ပေါ့နော်ဘေးပေါက်နေကတော့ aluminum နဲ့လုပ်ထားပေးတယ်ဒီဘက်မှာတော့ဘာမှသိပြောစရာမရှိဘူးအရှိဘက်မှာဆိုလို့ရှိရင်လည်း 6.67 inches အကျယ်ရှိတယ်သူ AMOLED display ကိုသုံးထားပေးတယ် 120Hz refresh rate ရတယ် HDR10+ Dolby Vision 68 billion colors တွေဒါတွေအကုန်လုံးလည်းရတယ်သူရဲ့ resolution ဆိုလို့ရှိရင်တော့ 1.5K လောက်ရှိရဲ့ resolution ကိုသူကသုံးထားပေးတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ display မှာလည်းအကုန်လုံးသိကြတဲ့အတိုင်းပဲ curve display ဖြစ်သွားတာပေါ့နော်အရင်တော့ကျွန်တော်တို့သိခဲ့တဲ့ Note series တွေမှာက flagship feeling လုံးဝမရတာကနေ Note 13 Pro Plus မှာတော့အဲ့ဒီခံစားချက်ကိုစရတယ်အခုဒီ Note 14 Pro Plus မှာဆိုလို့ရှိရင်တော့တော်တော်လေးကို changes ကြီးသွားပြီးတော့မိုက်တွေဟာတကယ်ကောင်းတဲ့ display ပါလားတကယ်ကောင်းတဲ့ panel quality တခုပါလားဆိုပြီးတော့ခံစားမိတဲ့အထိကိုပြောင်းလဲသွားတာတော့ကျွန်တော်တော်တော်လေးကိုချီးကျူးကျင်တယ်လို့ပြောချင်တယ်ပြီးတော့သူက curve display ဖြစ်တယ်ဆိုရင်မှဒီ pan projection ညှိတာတော့ဘာလို့လဲအရန်ကြီးတော့မရှိဘူးဒီဘက်မှာလည်းတော်တော်လေးကို Xiaomi ဘက်ကနေပြီးတော့steady လုပ်ပြီးတော့တခြားလှုပ်ထားပေးနိုင်တယ်လို့တော့မှပြောလို့ရတာပေါ့နော်ပြီးတော့ OLED display ဖြစ်တော့ကြောင့် under display fingerprint ရတယ် under display fingerprint ကလည်း optical ပဲသုံးထားပေးတယ် accurate ဖြစ်တယ်မြန်တယ်ဒီဘက်မှာတော့ဘာမှထွန်းတက်စရာမရှိဘူးတော်တော်လေးကိုတော့အဆင်ပြေပြီးကောင်းတယ်လို့ပဲပြောရမှာပေါ့နော်သူရဲ့ haptic motor ကိုကြည့်မယ်ဆိုလို့ရှိရင်သူရဲ့ haptic motor ကတော်တော်လေးကို solid ဖြစ်တဲ့ haptic motor တခုကိုသူကထည့်ထားပေးတယ်ကျွန်တော် flagship တန်းအနေနဲ့တွားရှင်းမယ်ဆိုရင်တော့နည်းနည်းလေးလိုအပ်ချက်ရှိရဆိုရင်တာမန်ဗျာဖုန်းလုံးကိုသုံးနေရတယ်ဆိုတော့ခံစားချက်မှာတော့မှတော်တော်လေးကိုကောင်းတဲ့ premium quality တခုကိုထည့်ထားပေးတာဆိုတော့သူရဲ့ haptic motor ကလည်းတော်တော်လေးကိုအဆင်ပြေပြီးတော့ကောင်းတယ်လို့သတ်မှတ်လို့ရတယ်ပေါ့နော်ပြီးသူ့ speaker ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းသူက stereo speaker ကိုသုံးထားပေးတယ် stereo speaker ကတော့ဘာမှသိအပြောင်းလဲမရှိဘူး China နဲ့အတူတူပဲပေါ့နော်ဆိုတော့ China မှာတော့ရတဲ့ feeling ကိုမှဒီမှာရတယ်လို့ပြောလို့ရတယ်အတန်ထွက်ကအရန်တော့မညီဘူးအောက်ဘက်ကကျွန်တော်80လောက်ထွက်တယ်အပေါ်ဘက်က30လောက်ထွက်တယ်လို့ပြောလို့ရတယ်ပြန်ပေါင်းမယ်ဆိုလို့ရှိရင်တော့တော်တော်လေးကို quality ကောင်းတဲ့ speaker တခုမှရှိတယ်ဒါပေမဲ့ flagship တွေနဲ့တွားရှင်းမယ်ဆိုတော့လိုအပ်ချက်ကတော့ဒါ mid range ဖြစ်တဲ့ကြောင့်ဒါလိုအပ်ချက်ကတော့ရှိမှာပဲပေါ့နော်ပြီးသူ့ရဲ့တကယ်ကိုကြီးမားလာစွာသော battery ပေါ့နော်ကျွန်တော်တို့ဒီ Note 14 Pro Plus ရဲ့ China မှာတော့လည်းဒီ battery ကိစ္စကတော်တော်လေးကိုတော့ကြီးတယ်ဆိုပြီးတော့နာမည်ကြီးရပေါ့နော်ဒီကောက်မှာဆိုလို့ရှိရင်တော့အဲ့လောက်မကြီးတော့တဲ့ battery တခုကိုသူကထည့်ထားပေးတယ်သူ့မှာဆိုလို့ရှိရင်9110 mAh ပဲပါတယ်ပေါ့နော်ဆိုတော့ဒီလောက် battery ကကျွန်တော်တို့ China နဲ့ရှင်မယ်ဆိုလို့ရှိရင်အပြောင်းလဲရှိတာပေါ့နော်အခုကြည့်နေတဲ့လူချင်းမင်းနဲ့သူမလိုပါပဲဘာမှသိအပြောင်းလဲမရှိဘူးလို့ပဲ
ပြောရမှာပေါ့နော်ဆိုတော့ကျွန်တော် China မှာတော့လည်းအားခံတယ်ဒီမှာဆိုလို့ရှိရင်လည်းအားတော်လေးခံတယ်လို့ပြောလို့ရတယ်ကျွန်တော်မျိုးလုံးနဲ့မြောင်ပြောရမယ်ဆိုမနက်9လောက်ကနေပြီးတော့ 100% အပြည့်သွင်းပြီးသုံးမယ်ဆိုလို့ရှိရင်ညနေ9နာရီလောက်ဆိုလို့ရှိရင်ဘယ်လောက်ကြံမလဲဆိုတော့ကျွန်တော်40တခါကျရင်50အဲ့လောက်ကြံတယ်ဆိုတော့ကတော့တော်တော်လေးကိုခံတဲ့ထဲမှာပါရလို့တော့မှပြောလို့ရတယ် gain တော့မစော်ဘူးပေါ့နော်အပြင်သွင်းမယ်ဆိုလို့ရှိရင်တော့ဘူးထဲမှာတခါရဲသူက out of the box က120 watt fast ရဲ့ဘူးထဲမှာတခါရဲထည့်ထားပေးတယ်ဒီဘိုင်းမှာတော်တော်လေးကိုစိတ်ချမ်းသာဖို့ကောင်းတယ်0 to 100အပြည့်ပြန်သွင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်စမ်းကြည့်သလောက်ဒါမိနစ်30 35မိနစ်တခါကျရင်မိနစ်40အဲ့လောက်ဝန်းကျင်ပဲကြာတာဆိုတော့ဘက်ထရီဘိုင်းမှာတော့ Xiaomi ကစိတ်ပြက်စရာကျွန်တော်တို့မပေးခဲ့တဲ့အတိုင်းပဲဒီမှာလည်းစိတ်ပြက်စရာမပေးဘူးတော်တော်လေးကိုအဆင်ပြေပြီးတော့ကောင်းနေသေးတယ်လို့ပြောလို့ရတာပေါ့နော်ပြီးတော့အကုန်လုံးစိတ်ဝင်စားနေကြနောက်ထပ်တစ်ပိုင်းဖြစ်တဲ့ကင်မရာဘိုင်းပေါ့နော်ကင်မရာဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကောင်ကကင်မရာအဓိက3လုံးကိုသုံးထားပြီးတယ်ဒီဘိုင်းမှာတော့ကင်မရာမှာ changes တွေနေလေးရှိရပေါ့နော် China မှာတော့ဆိုလို့ရှိရင်တော့50 megapixel တွေပါတယ်ပဲသုံးထားပြီးရမယ်ဒီ global မှာဆိုလို့ရှိရင်တော့ main camera ကို200 megapixel သုံးထားပြီးတယ် ultra wide ကို8 megapixel နဲ့နောက်ထပ်2 megapixel micro sensor တစ်လုံးသုံးထားပြီးတယ်ပေါ့နော်ဒီဘိုင်းဒီမှာတော့တိတ်အားမရဘူးလို့ပြောချင်တယ် main camera တစ်ခုလောက်ပဲလက်လောက်လာရှိရလို့ပြောလို့ရတယ်ကျန်တဲ့ China တွေမှာဆိုလို့ရှိရင်တော့နည်းနည်းလေးပို့ပြီးတော့ကင်မရာကောင်းတယ်ဆိုတဲ့ခံစားချက်မျိုးလေးကတော့တကယ်ကိုခံစားရတယ် global မှာတော့ main camera နဲ့ရိုက်မယ်ဆိုရင်အဆင်ပြေဆိုမှကျန်တဲ့ကင်မရာတွေမှာအနည်းငယ်လေးလိုအပ်ချက်ရှိရလို့ကျွန်တော်ကတော့မြင်တာပေါ့နော် video quality ကိုကြည့်မယ်ဆိုလို့ရှိရင်တော့အမြင့်ဆုံး 4K 30 fps ပဲရိုက်လို့ရတယ်ဒါကတော့အနည်းလိုအပ်ချက်ရှိရ60လောက်ရမယ်ဆိုတော့ပို့ပြီးတော့ကောင်းမယ်လို့ကျွန်တော်ကတော့မြင်တယ် selfie ကိုကြည့်မယ်ဆိုလို့ရှိရင်တော့20 megapixel ကိုပဲတုံးထားပေးတယ်selfie မှာလည်းသူက 1080p 60 fps ပဲအမြင့်ဆုံးရတယ်ပေါ့နော်ဆိုတော့ဒီဖုန်းက vlogging ယူမဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အရင်ကြီးတင့်တော်တဲ့ဖုန်းလို့ကျွန်တော်ကတော့မမြင်ဘူးဗီဒီယိုဘိုင်းမှာတော့အနေငယ်လေးလိုအပ်ချက်ရှိတယ်ပေါ့နော် selfie နဲ့ရိုက်မယ်ဆိုလည်းအနေငယ်လေးလိုအပ်ချက်ရှိတယ်ကျွန်တော် back camera နဲ့ရိုက်မယ်ဆိုလည်းလိုအပ်ချက်ရှိတာဖြစ်တော့ဒီဖုန်းကphoto ဘိုင်းကိုနည်းနည်းလေးပို့ပြီးတော့အားထားမဲ့သူတွေအတွက်ဆိုရင်တော့ပို့ပြီးတော့ suitable ဖြစ်တယ်လို့ကျွန်တော်ကတော့မြင်တာပေါ့နော်သူ performance ကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူက Snapdragon လူတိုင်းကြိုက်တဲ့ Snapdragon ကိုသူကတုံးထားပြီးတယ်ပေါ့နော် Snapdragon 7S Gen 3ကိုတုံးထားပြီးတယ် performance ကဘယ်လိုနေလဲဆိုလို့ရှိရင်တော့ daily usage တွေကျွန်တော်စမ်းသုံးကြည့်သလောက်ဆိုလို့ရှိရင်တော့ဘာမှအပြည့်ပြောစရာမရှိဘူးလေးနေတာအဲ့လိုမျိုးဘာညာဒါတွေကုန်ကျွန်တော်တို့ကြုံရတာမရှိဘူးဒီဘက်မှာတော့တော်တော်လေးကိုစိတ်ချမ်းသာဖို့ကောင်းတယ်ပေါ့နော်ဆိုတော့ game တွေပါလေဆော့မယ်ဆိုလို့ရှိရင်တော့ဒီဖုန်းကကျွန်တော်တိတ်ပြီးတော့ game ဆော့တဲ့ဘိုင်းမှာတော့အားမရဘူးလို့ပြောချင်တယ်game ဆော့လို့ရှိရင်တော့အနည်းငယ်လေးပူတဲ့ဘိုင်းမှာရှိတယ်ပြီးတော့ graphic index မြင့်လာတယ်ဆိုလို့ရှိရင်ဖုန်းကလေးတယ်လက်တယ်တခါကျလို့ရှိရင်ပြန်ထွက်သွားတာမျိုးတွေလည်းကြုံရတာပေါ့နော်ကြောင့်မလို့ game အရင်ဆော့မဲ့သူတွေအတွက်ဆိုရင်တော့ကျွန်တော်ကဒီဖုန်းကိုအရင်ကြီးတော့ recommend မပေးချင်ဘူး graphic index ဖြစ်တဲ့လူတွေ game တွေဆော့မယ်ဆိုလို့ရှိရင်လည်းဒီဖုန်းကိုကျွန်တော်အရင်ကြီးတော့ recommend မပေးချင်ဘူးအဲ့ဒါတက်စားလို့ရှိရင်တော့ကျွန်တော် Turbo 4 series တော့ပေါ့နော်အဲ့လိုမျိုးတွေပို့ပြီးတော့ရွေးမယ်ဆိုတော့ပို့ပြီးတော့တင့်တော်မယ်လို့ကျွန်တော်ကတော့မြင်တယ်ဒီကောင်ကတော့ daily usage ပေါ့ပါတော့ပဲသုံးမယ် media streaming လောက်လုပ်မယ်အဲ့လိုမျိုးလူတွေအတွက်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေလို့ကျွန်တော်ကတော့မြင်တာပေါ့နော်ပြီးတော့ကျွန်တော်ဒီဖုန်းမှာ batch လေးနဲ့ပါတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီအောက်က gesture တွေနဲ့သုံးတဲ့အချိန်ပေါ့ဗျာကျွန်တော်တို့ဒီအောက်ကနေပြီးတော့ button နဲ့သုံးတာမဟုတ်ဘဲနဲ့ gesture တွေနဲ့သုံးတဲ့အချိန်မှာဆိုလို့ရှိရင်တစ်ချက်ဖုန်းနဲ့ဝင်ပြီးသွားရင်ဆွဲလို့မရတဲ့ပြဿနာပေါ့နော်အဲ့လိုအရှိကိုပြန်ထွက်လို့မရတဲ့ပြဿနာတွေကျွန်တော်တို့3ခါမှတစ်ခါလောက်ကြုံရတာပေါ့နော်အဲ့ဒါကြီးကတော်တော်လေးကိုစိတ်ချမ်းသာဖို့မကောင်းဘူးဥပမာကျွန်တော်တို့က app တစ်ခုခုတည်းဝင်ထားတယ်အဲ့ဒီ app ထဲကိုကျွန်တော်တို့ကဖုန်းဒီမျိုး unlock လုပ်ပြီးဝင်လိုက်တဲ့အချိန်မှာအဲ့ထဲကိုဝင်သွားတယ်ပြီးပြီဆိုလို့ရှိရင်အဲ့ထဲကနေအပြင်ပြန်ထွက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှဆွဲမရဘူးပေါ့နော်တခါကျလို့ရှိရင်ဖုန်းမှာပြန်ပိတ်ပြီးတော့ပြန်ဖွင့်ရတဲ့အထိရှိရမျိုးတွေဖြစ်တဲ့တော့ကျွန်တော်အဲ့ဒါအယူတော့တော်တော်လေးသဘောမကျဘူးအဲ့ဘိုင်းလေးကိုပြင်ပေးလိုက်မယ်ဆိုရင်ပိုပြီးအဆင်ပြေမယ်လို့ကျွန်တော်ကတော့မြင်တာအဲ့ဘိုင်းတွေမှာတော်တော်လေးကိုအဆင်ပြေတယ် software ဘိုင်းမှာဆိုလို့ရှိရင်လည်းသူက3 major upgrade ပေးမယ်လို့ပြောထားတာဖြစ်တဲ့အတွက်ရေဘူးရတွက်ကြည့်မယ်ဆိုရင်တော့မှနောက်ထပ်3နှစ်လောက်ထိ upgrade ရနိုင်မယ်ဆိုတော့ဒီဖုန်းကရွေးချယ်လို့တော်တော်လေးကိုတင့်တော်ပြီးတော့ကောင်းတဲ့ထက်မှာပါတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ပြီးဒီကောင်မှာ IP တွေလည်းပါတယ် IP68 water and dust resistant ပါတာဖြစ်တဲ့အတွက်ရေဆိုးရေးစိမ့်နေခံတာဖြစ်တဲ့အတွက်ကြောင့်ဒါစိတ်ချလက်ချလည်းသုံးလို့ရတယ် overall on conclusion ပြန်ချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီဖုန်းကိုဘယ်လိုလိုအတွက် recommend ပေးခြင်းလဲဆိုတော့ကိုကအာယုံလုံးဝမနှောက်ချင်ဘူး perfect ဖြစ်တဲ့ all rounder ဖုန်းလုံးလိုချင်တယ်ဆိုရင်ဒီဖုန်းကိုတော်တော်လေးကိုညွှန်းပေးလို့ရတယ်အဓိကအပြင်တော့ display ကလည်းအရင်မကြည့်ဘူးပေါ့နော်ပြီးတော့ curve display ဖြစ်တဲ့အတွက်ကြောင့် media consumption လုံးမဲ့သူတွေအတွက်လည်းဒီဖုန်းကတော်တော်လေးကိုအဆင်ပြေပြီးတော့တင့်တော်တယ်လို့ပြောချင်တယ် game ကိုပေါ့ပါတော့ပဲဆော့မယ်ဆိုတဲ့သူတွေအတွက်လည်းဒီဖုန်းကတော်တော်လေးကိုတင့်တော်တယ်ဒီဖုန်းကကျတော့ဗျာဂျန်တာမခွဲကြဘူးလို့ပြောလို့ရတယ်ယောက်ျားလေးလည်းကင်လို့ရတယ် main ကလေးလည်းကင်လို့ရတယ်ဆိုတော့အနေထားမျိုးတစ်ခုမှရှိတယ်game မဆော့ဘူးဆိုရင်တော့မှဒီဖုန်းကတော်တော်လေးကိုအဆင်ပြေတယ်ပြီးတော့ကျွန်တော်တို့လိုလူတွေတောင်မှဒီဖုန်းနဲ့တော်တော်လေးကိုကြိုက်တယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်က notification အောက်ကြတာတို့ဘာလို့ China Broadway ပါတာအခုနောက်ပိုင်းအတိုင်းနဲ့ကြီးလာတော့လားမသိဘူးအဲ့ဒါကြီးကျွန်တော်သိပြီးတော့မခံစားနိုင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့လိုလူတွေတော့ဒီဖုန်းတော်တော်လေးကိုတင့်တော်ရဖြစ်တဲ့အတွက်ဒီဖုန်းကိုကျွန်တော်တော်တော်များ recommend ပေးလို့ရတယ်ကျွန်တော်လည်းမေးပါတော့ brother ဆိုလို့ရှိရင်ဒီဖုန်းဝယ်ဖို့တဲ့စိတ်ကူးရှိလားဆိုလို့ရှိရင်ကျွန်တော်သာဆိုရင်လည်း secondary တော့မဟုတ်ဘူး main device အနေနဲ့သုံးဖို့အထိပါတော်တော်လေးကိုစဉ်းစားမိတဲ့ဖုန်းထဲမှာပါတယ်လို့ပြောရနေပဲဒီနေ့ဗီဒီယိုလေးဒီမှာပဲဆုံးသက်ချင်ပါတယ် Note 14 Pro Plus ရဲ့ global လုံးတွေကိုသုံးနေတဲ့သူတွေရှိလားဘာသိချင်တာလေးဘာပြောချင်တာလေးတော့ရှိတယ်အောက်က comment ထဲမှာဝင်ပြီးတော့
မှန်းခဲ့ပြီးလို့ရပါတယ် Philip ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုမယ်ဆိုလို့ရှိရင် VPN လေးခံပြီးတော့ကြည့်ရှုဖို့တော့မေတ္တာရေးခံနေပါတယ်ကြည့်ရှုအားပေးကြတဲ့တူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel ကိုကြားနေတယ်ဆိုလို့ရှိရင် like and subscribe notification နဲ့ပဲကူညီပေးဖို့မေးပါနဲ့ကြည့်ရှုပေးကြတဲ့တူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောရနေပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ခုကြာမှာပြန်လည်ဆုံတွေ့ကြတာပေါ့